တရားဓမ္မတို့ကိုဆက်လက်အားထုတ်ကြမယ်။ဒါကြောင့်မလို့တက်တောင့်တက်တာဖြစ်မယ်ခန္ဓာကိုယ်ဣရိယာပုတ်ကိုယူကြပါ။စိတ်ကိုအေးချမ်းချမ်းလေးပဲထားတက်တောင့်တက်တာလေးပဲထားပြီးတော့မှတရားဓမ္မတို့ကိုနှလုံးသွင်းကြမယ်အရင်ဆုံးမိမိရဲ့ခန္ဓာကိုယ်ကိုအာယုံပြုကြည့်ပါအာယုံပြုကြည့်တဲ့အခါမှာဒီခန္ဓာကိုယ်ကြီးကတဘာဝတရားတွေနဲ့စုပေါင်းထားတဲ့အစုအပုံလို့အရင်မြင်ကြည့်ပေးပါတဘာဝတရားတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့အစုအပုံလို့အရင်မြင်ပေးဘလို့တဘာဝတရားလဲဆိုရင်မြင်တတ်တဲ့တဘာဝကြားတတ်တဲ့တဘာဝနမ်းရှုတတ်တဲ့တဘာဝအယတတိတတ်တဲ့တဘာဝတွေးထိတတ်တဲ့တဘာဝတွေးတော်တတ်တဲ့တဘာဝအဲ့ဒီတဘာဝတရားတို့နဲ့ဖွဲ့စည်းထားတဲ့ဒီခန္ဓာကိုယ်ကြီးအစုအပုံလို့အရင်မြင်ကြည့်ပြီးအာယုံပြုပြီးဒီခန္ဓာကိုယ်ကထွက်တမျှတဘာဝတရားတွေပဲရှိတာထွက်ပေါ်လာသည်များကိုကအဲ့ဒီရုပ်စင်းထဲကိုထည့်ပြီးလိုက်ယုံပဲအဲ့လိုအာယုံပြုပြီးမြင်ပြီးဆိုရင်တစ်ခုချင်းစီတစ်ပါးချင်းစီကိုအသေးစိတ်နှလုံးသွင်းကြည့်ပါပေါ်လွင်ရာကိုပဲရှုတပြိုင်တည်းကတော့ပေါ်မှာမဟုတ်ဘူးပေါ်လွင်ရာထင်ရှားရနာကတော့ထင်ရှားနေလိမ့်မယ်အတွေးထီးကလည်းထင်ရှားမယ်အတွေးကလည်းထင်ရှားနေလိမ့်မယ်ထင်ရှားတဲ့နေအောင်ပေါ်လွင်ရာထင်ရှားရာကိုနှလုံးသွင်းပေးပါပြီးတော့ထွက်ပေါ်လာတဲ့များတဘာဝတရားတို့ကိုမိမိနဲ့မဆိုင်တယ်လို့မိမိနဲ့မပတ်သက်တယ်လို့ကြည်ပေးပါတစိမ့်တယောက်ကကြည်နေတယ်လို့မျိုးပဲကောင်းကနေအထက်ကနေကြည်နေလိုက်ဒီခန္ဓာကိုယ်ကြီးကပါရီဖော်ပြနေတာလေဖော်ပြနေသည်များထွက်ပေါ်သည်များတဘာဝတရားတို့ကိုကိုကအသားအရာလေးစောင့်ကြည့်အကဲခတ်ကြည့်ယုံပါပဲထွက်ပေါ်လာသည်များတဘာဝတရားတို့ကိုမိမိနဲ့မဆိုင်တယ်လို့မိမိနဲ့မပတ်သက်တယ်လို့ဒီခန္ဓာကိုယ်ကြီးကိုလွတ်ချလိုက်ကိုယ်နဲ့မဆိုင်တယ်လို့လွတ်ချထားလိုက်စိတ်နဲ့ထိန်းချုပ်ထားခြင်းမရှိတဲ့ဒီခန္ဓာကိုယ်လွတ်ချပြီးတော့ဘာပဲပေါ်ပေါ်ဒါတဘာဝတရားတို့ပဲဆိုတာကိုအရင်အာယုံပြုပေးပါပေါ်လာသည်များတဘာဝတရားတို့ပဲအဲ့6နေရာ6ဌာနပဲရှိတာမျက်စိကမြင်မယ်နားကကြားမယ်နှာခေါင်းကအနံ့တွေနမ်းရှူလိုက်မယ်ရှားကရတာတိမယ်ကိုယ်ကာယအကြည့်ကအတွေ့အထိတွေတိမယ်နှလုံးအကြည့်ကတွေးတောနေလိမ့်မယ်အဲ့ဒီနေရာတို့ကိုတတိထားပေးပါပြီးရင်ထွက်ပေါ်လာသည်များတဘာဝတရားတို့ကမိမိရဲ့အလိုဆန္ဒတိုင်းမဖြစ်တဲ့အနတ္တကိုဆင်ခြင်ပြီးသုံးသပ်ပေးနေပါမနေ့ကတက်ကြီးလေးပါရှုမှတ်ခဲ့တယ်လို့ပဲ
တက်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတဲ့ဒီခန္ဓာကိုယ်ကြီးကငါမဟုတ်တလို့ဒီတက်ကြီးလေးပါးပေါ်မှာမိခိုပြီးတော့မှတည်ရှိနေတဲ့မျက်စိနားနာရှာကိုယ်စိတ်ဆိုတဲ့ရုပ်တရားတို့ကလည်းငါမဟုတ်ဘူးတက်ကြီးလေးပါးတောင်မှငါမဟုတ်ဘူးဆိုမှတော့သူ့ကိုမိခိုပြီးမှဖြစ်ပေါ်လာတဲ့ရုပ်တရားကလည်းငါမဟုတ်ဘူးပေါ့အနတ္တပဲဘာဖြစ်လို့လဲဆိုကိုမပိုင်ကိုမဆိုင်တဲ့တဘာဝတရားမို့လို့မျက်စိကိုလည်းမိမိရဲ့စန္ဒတိုင်းစေခိုင်းလို့မရတယ်လို့အတန်ကိုလည်းပြောကြည့်လို့မရဘူးအတွေ့အထိကိုလည်းမိမိရဲ့စန္ဒတိုင်းကောင်းတဲ့အတွေ့အထိပဲတွေ့ထိပါစေမကောင်းတာနဲ့တော့မတွေ့ထိချင်ဘူးလို့ပြောလို့မရတာအသွေးကိုလည်းကောင်းကောင်းဆူဆူထိန်ချုပ်လို့မရတဲ့တဘောကြောင့်မလို့အနတ္တတဘောရှိကြပါလေအနိစ္စကိုပဲရှုရှုအနတ္တကိုပဲရှုရှုကိုယ်အစဉ်ပြေလို့ရှုမှတ်လို့ရပါတယ်ဒီနေရာမှာနည်းနည်းလေးထင်ငေါ့လေးတစ်ခုရှိတတ်တယ်အသွေးများတဲ့ယောဂီတချို့အသွေးများပြီးဆိုရင်ရှုွက်ဖြစ်တဲ့အရှုခံတရားတွေကပျောက်သွားတတ်တယ်ဘာရှုလို့ရှုရမှန်းမသိတော့ဘူးပြများသွားတတ်တယ်အဲ့လိုဖြစ်ပြီးဆိုရင်ကိုယ်စိတ်ကိုအရင်ဦးဆုံးတည်ငြိမ်အောင်အရင်စိတ်အေးချမ်းအောင်အရင်ပြုလုပ်လိုက်ပါစိတ်ကိုအေးချမ်းချမ်းလေးပဲထားပြီးတော့ဟုတ်ပြီတွေးတောနေပြီဆိုရင်အဲ့အတွေးကိုရက်တန့်ပြစ်ဖို့လည်းမကြိုးစားပါနဲ့အတင်းကြီးရက်တန့်ပြစ်လိုက်မယ်ဆိုရင်အတ္တဖြစ်ရရောက်ပါတယ်ဆက်တွေးဖို့လည်းမလိုပါဘူးဆက်တွေးရဲဆိုရင်အဲ့အတွေးကမပြီးဆုံးနိုင်ဘူးတခါတည်းတရားကတစ်ချိန်နာပြီးသွားတယ်အတွေးကမပြီးဘူးဒါကြောင့်မို့လို့ဆက်တွေးဖို့လည်းမဟုတ်တလို့အဲ့အတွေးကိုပိတ်ပင်ဖို့လည်းမလိုပါဘူးတွေးတော်တတ်တဲ့တရားခံကိုပဲရှာဖွေပေးပါတရားခံကိုရှာဖွေတဲ့အခါမှာအော်တွေ့ပြီနှလုံးအကြည်ဆိုတဲ့ရုပ်တရားကြီးကသူ့အလုပ်သူလှုပ်ဆောင်နေတာကိုတွေးတော်တတ်တဲ့တဘာဝကသူ့အလုပ်ပဲသူရှိလို့တွေးနေတာဒါကတဘာဝပဲဆိုတာကိုလက်ခံလိုက်ရင်အဲ့အတွေးတွေကပျောက်သွားပါတယ်ပါပဲပေါ်ပေါ်ရုပ်တရားစင်းတဲ့ကိုအရင်ဝင်အောင်ထည့်ဖို့လိုပါတယ်ပြီးရင်နောက်တစ်ခုကြတော့ထုံခြင်းနာခြင်းကြိုက်ခဲရင်စားထိုင်တဲ့အချိန်မှာကတော့တဘာဝတရားတို့ကိုမြင်ပါတယ်ဒါပေမဲ့ထုံခြင်းနာခြင်းကြိုက်ခဲတယ်ဆိုရင်ရှုွက်တွေကပျောက်သွားတတ်တယ်အဲ့ဒီနာတဲ့နေရာမှာပဲတွားပြီးမှစိတ်ကရောက်နေတတ်တယ်အဲ့ဒါဆိုရင်ပေါင်ကနာတယ်သူကနာတယ်ဆိုရင်အဲ့အဆွဲကိုချက်ချင်းဖယ်ခွာလိုက်ပါဖယ်ခွာပြီးတော့ထွက်ပေါ်လာသည်များဒါတဘာဝတရားဆိုတာကိုလက်ခံပြီးလိုက်ပထဝီဆိုတဲ့တဘာဝတရားကကိုယ်ကာယအကြည်နဲ့တွေ့ထိလို့ထွက်ပေါ်နေတာကျမ်းတန်တဲ့တဘာဝနဲ့တွေ့ထိနေတော့သူကဖော်ပြနေတာဒါကသူ့ရဲ့တဘာဝပဲကိုကကြည်ကြည်ဖြူဖြူနဲ့ကိုလက်ခံပေးပါအဲ့လိုလက်ခံပေးရင်ဝေဒနာကဒီနာကျင်ကြိုက်ခဲတာကတက်တာသွားပါတယ်ကိုနဲ့မဆိုင်တယ်လို့ပဲကြည်ပြီးအခုကကိုနဲ့ဆိုင်တယ်လို့ကြည်နေလို့မခံမရဖြစ်နိုင်တာကိုနဲ့မဆိုင်တယ်လို့ကြည်လိုက်ကိုနဲ့မဆိုင်မပိုင်ဘူးလို့စိတ်ကဆုံးဖြတ်ချက်ချလိုက်ပြီးလက်ခံလိုက်ပြီးဆိုရင်အဲ့ဒီဖြစ်ပေါ်လာတဲ့ဒီထုံကျင်နာကျင်ကြိုက်ခဲတာကဖြစ်တာကတက်တက်ကိုကတက်တက်ဖြစ်သွားတာ
ဒါကြောင့်မလို့ဖြစ်ပေါ်လာသည်များတဘာဝတရားတွေသူ့အလုပ်တူလှုပ်ဆောင်နေတယ်ဆိုတာကိုလက်ခံပေးပါကြည်ကြည်ဖြူဖြူလက်ခံပေးပါလက်ခံပြီးပြီဆိုရင်သူတို့ကိုရုပ်တရားဆိုတဲ့စရင်ထဲကိုဝင်အောင်ထည့်ပေးပါပထဝီဆိုတဲ့ရုပ်တရားကြီးကိုထည့်မယ်ဆိုလဲထည့်လို့ရတယ်နှလုံးအကြည်သွေးတော်တက်တဲ့တဘာဝအဲ့ဒီစရင်ထဲကိုအရင်ထည့်ပြီးသွားပြီဆိုရင်ဘလောက်ပဲမြင်ဘလောက်ပဲကြာဘလောက်ပဲတွေးဖြစ်သမျှကလည်းပြတ်သွားကြတဲ့အနိစ္စတဘောကိုဆင်ခြင်လို့ရပါပြီပြီးတော့အဲ့ဒီတဘာဝတရားတို့ကမိမိရဲ့အလိုဆန္ဒတိုင်းမဖြစ်တာထိမ့်ချုပ်လို့မရတဲ့အတွက်ကြောင့်မလို့အနတ္တတဘောလည်းရှိပါတယ်အဲ့လိုအနိစ္စတဘောအနတ္တတဘောရှုမှတ်ဖန်များလာရင်ဉာဏ်ကဘလို့ဖြစ်လာတယ်လဲဆိုတော့ဒီပေါ်မှာတိတ်မလူချင်တော့တာဘာဖြစ်လို့လဲဆိုဟုတ်တယ်လေဘလောက်ပဲမြင်ဖြစ်သည်များကလည်းပြတ်သွားတယ်အချီနီးပဲဘာမှအဖတ်တင်ကြံရစ်ခြင်းမရှိတော့ဘူးဆိုတော့လူချင်ပါဦးမလားရချင်ပါဦးမလားပြီးတော့မိမိရဲ့အလိုဆန္ဒတိုင်းလည်းမဖြစ်ဘူးတဲ့ဒီလိုမြင်ဖန်များရင်ရှုဖန်များရင်နှလုံးတွင်းဖန်များရင်ဒီပေါ်မှာနည်းနည်းလေးတော့စဉ်းစားလာပြီဖြစ်သည်များကလည်းပြတ်သွားကြတယ်တည်မြဲခြင်းလည်းမရှိဘူးဆိုတော့ဘာများထူးခြားသွားမှာမလို့လဲဘာမှမထူးခြားဘူးလေအဲ့ဒါဆိုရင်မလို့ချင်တော့ဘူးလို့ပြောကြည့်လို့လည်းမရပြန်ဘူးဒီတဘာဝတရားနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးကိုလိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေသူနဲ့အတူတူရှင်တွဲနေထိုင်ရခြင်းသည်ဒုက္ခပါပဲတကယ်တော့ဆင်းရဲခြင်းပါပဲဘာဖြစ်လို့လဲဆိုတော့မြင်သမျှကလည်းပြက်သွားတယ်လေအဖက်မတင်တာကြံ့ရစ်ခြင်းမရှိဘူးလေကြာလာတော့ဒီပေါ်မှာစိတ်ပြက်ညီးငွေ့လာပြီပေါ့ဒါပေမဲ့လည်းငင်းဆန်လို့မရဘူးကြိုက်မကြိုက်ဒီခန္ဓာကိုယ်ကြီးနဲ့အတူတူရှင်တွဲနေရမှာကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေလွင့်ပြစ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့သူတို့နဲ့အတူတူရှင်တွဲနေထိုင်သွားရမှာအဲ့ဒီတဘာဝတရားတို့နဲ့ပဲအတူတူရှင်တွဲနေထိုင်သွားရမှာဒါကြောင့်မလို့ထွက်ပေါ်လာတဲ့များတဘာဝတရားတို့ကိုကြည်ကြည်ဖြူဖြူလေးလက်ခံပေးလိုက်ပြီးရင်ဒီခန္ဓာကိုယ်ကြီးကဒီတဘာဝတရားတွေနဲ့ဖွဲ့စည်းထားတဲ့ဒီအစုအပုံကြီးဒီခန္ဓာကိုယ်ကြီးကကိုယ့်ကိုအမြဲမပြတ်နှိပ်စက်နေပါတယ်ယောဂရနေသူကဲ့သို့ကိုယ့်ကိုအမြဲနှိပ်စက်နေပါတယ်ဘလို့နှိပ်စက်တာလဲဆိုတော့ဒီခန္ဓာကိုယ်ကြီးကဒီတဘာဝတရားကြီးကဒီတဘာဝတရားတို့နဲ့စုပေါင်းထားတဲ့ဒီအစုအပုံကြီးကယောဂတို့ရဲ့ဒီယာနေရဖြစ်ပါတယ်ယောဂပေါင်းစုံတို့ရဲ့လက်ခံရာဌာနဘယ်လိုယောဂမျိုးမဆိုဒီခန္ဓာကိုယ်မှာတွေ့ကပ်ပြီးတော့မှဖြစ်တာယောဂဖြစ်ပြီးဆိုရင်ယောဂရဲ့နှိပ်စက်ခြင်းကိုကိုယ်ကခံရပြီယောဂရနေသူကဲ့သို့ကိုယ်ကိုနှိပ်စက်နေပါတယ်ကိုယ်ကိုပင်ပန်းစေတယ်နာကျင်စေတယ်ဒါကြောင့်မလို့ဒီရုပ်တရားကြီးကိုပိုင်ဆိုင်ထားရခြင်းဒီ
တကယ်တော့ဒုက္ခပါပဲတကယ်တော့ဆင်းရဲခြင်းအစစ်ပဲဒုက္ခရဲ့အချင်းရာတွေကအများကြီးပဲဒါပေမဲ့ဉာဏ်ထင်မဲ့စကလုံးလောက်ကိုပဲရွေးပြောပါလေဒုက္ခအချင်းရာက25ပါးလောက်ရှိတယ်မိမိအစဉ်ပြတယ်လို့ရှုမှတ်လို့ရတယ်နှလုံးသွင်းလို့ရတယ်ယောဂရနေသူကဲ့သို့ကိုယ်ကိုနှိပ်စက်နေတယ်ကိုယ်ကိုပင်ပန်းစီတယ်နာကျင်စီတယ်ဒါကလည်းဒုက္ခပါပဲပြီးတော့ဒီခန္ဓာကိုယ်ကြီးကိုရရှိပြီဆိုရင်ဒီတိုင်းမနေဘူးရက်တက်မနေဘူးအိုတဲ့ဘက်ကိုသွားနေတယ်နာတဲ့ဘက်ကိုသွားနေတယ်တေဆုံးခြင်းဆိုတဲ့ပန်းတိုင်တို့တရွေ့၍သွားနေပါလေဒါကြောင့်မို့လို့အိုမင်းရခြင်းဒီကလည်းဆင်းရဲခြင်းဒုက္ခပါပဲနာရခြင်းဆိုတာကလည်းဆင်းရဲခြင်းဒုက္ခပါပဲတေဆုံးရခြင်းဆိုတာကလည်းဆင်းရဲခြင်းဒုက္ခပါပဲဘာဖြစ်လို့လဲဆိုတော့ဒီခန္ဓာကိုယ်ကြီးပိုင်ဆိုင်ပြီးရရှိပြီးဆိုမှတော့အိုခြင်းနာခြင်းတေခြင်းဆိုတာရှောင်လွဲလို့မရတဲ့တဘာဝတရားမို့လို့ဒါကြောင့်မို့လို့ဒီခန္ဓာကိုယ်ကြီးကိုပိုင်ဆိုင်ထားတဲ့၍ဆင်းရဲဖြစ်ဖို့ပဲဒါကြောင့်မလို့ဒုက္ခဉာဏ်ထင်အောင်ရှုမှတ်ပေးပါနှလုံးသွင်းပေးပါစဉ်းစားနေဖို့လိုပါတယ်တွေးတောနေဖို့လိုပါတယ်တမ္မာသင်္ကပ္ပမမှန်ကန်ကန်တွေးကြံတာဒီတိုင်းထိုင်ပြီးတော့မှငြိမ်နေလို့တော့ဉာဏ်မထင်ပါဘူးတွေးတောနေရမှာဘာကြောင့်မလို့ဆင်းရဲခြင်းဒုက္ခဖြစ်ရတာလဲဆိုတာကိုမိမိရဲ့ခန္ဓာနဲ့တိုက်ဆိုင်ပြီးတော့မှရှုမှတ်ပါနှလုံးသွင်းပေးပါခန္ဓာကဖော်ပြတဲ့ထွက်ပေါ်လာတဲ့တဘာဝတရားတို့ပေါ်မှာမှဒုက္ခတဘောကိုဆင်ခြင်ပေးနေပါနှလုံးသွင်းပေးနေပါစိတ်ကိုအေးချမ်းချမ်းလေးပဲထားပေးပါတက်တောင့်တက်တာလေးပဲထားပြီးဘာမှအပူပင်မရှိဘူးအေးချမ်းချမ်းလေးပဲခန္ဓာကဖော်ပြတဲ့များကိုယ်ကအသားအရာလေးစောင့်ကြည့်နေုံပါပဲဒုက္ခဖြစ်ရတဲ့အကြောင်းရင်းကိုရှာဖွေပေးပါစူးစမ်းပေးပါရှာဖွေမှတုံးတက်မှအဖြစ်တစ်ခုဆိုတာထွက်လာမှာမဟုတ်ရင်ဒီတိုင်းလေးပဲဒုက္ခလို့ရှုမှတ်နေုံနဲ့ကိုယ့်ရဲ့ဉာဏ်ထဲမှာဉာဏ်ကတိတ်မတိုးတက်ဘူးတွေးတောနေမှာဟုတ်တာပဲဒီလိုကြောင့်မလို့ဆင်းရဲခြင်းဒုက္ခဖြစ်ရတာပဲအိုရတယ်ဆိုတာလည်းတကယ်တော့ကောင်းတာမှမဟုတ်ပဲဆင်းရဲခြင်းပဲကိုယ့်ကိုဆင်းရဲစေတယ်နာရတယ်ဆိုတာလည်းတကယ်တော့စဉ်းစားကြည့်တော့ကိုယ့်ကိုဆင်းရဲစေဖို့ပဲတည်ဆုံးရခြင်းဆိုတာလည်းစဉ်းစားကြည့်လိုက်တော့ကိုယ့်ကိုဆင်းရဲဖြစ်ဖို့ကိုယ့်ကိုဒုက္ခဖြစ်စေဖို့တာဖြစ်ပါတယ်
ဝိရိယထားပြီးတော့မှတတိလေးကပ်ပေးပါတတိထားပြီးတော့မှနှလုံးသွင်းပေးပါအနေစာကိုပဲရှုရှုအနတ္တကိုပဲရှုရှုနောက်ဆုံးကြတော့ဒုက္ခဉာဏ်ကထင်မြင်လာတာပါပဲတချို့ကတော့ပြောကောင်းပြောလိမ့်မယ်ကောင်းကောင်းမွန်မွန်နေရတယ်ကောင်းကောင်းမွန်မွန်စားနေရတယ်ဘယ်မှလဲဒုက္ခတချို့ကအဲ့လိုမျိုးတိတ်လက်မခံချင်ဘူးပေါ့ဒါပေမဲ့ဒုက္ခကမရှိတာမဟုတ်ဘူးရှိပါတယ်ဒါပေမဲ့တခဏမလို့ပါတည်မြဲခြင်းမရှိလို့ကောင်းတယ်လို့ထင်ထားသမျှကတကယ်တော့တခဏလေးပဲအခိုက်အတန့်များပဲပြီးရင်ကိုယ့်ကိုဆင်းရဲစေတယ်တည်တတ်မနေဘူးလေတဖြည်းဖြည်းနဲ့အိုလာမယ်နာလာမယ်တေးလာမယ်တည်ဆုံးခြင်းဆိုတဲ့ပန်းတိုင်ကလည်းဒါဆင်းရဲခြင်းပဲဖြစ်သမျှကလည်းပြတ်သွားတယ်ဆိုတော့ပဲမလဲဆင်းပဲမလဲချမ်းသာတာချမ်းသာတယ်ဆိုတာတခဏလေးပဲဘာမှမကြောက်ဘူးမျက်မီးရှို့တယ်လို့ပါပဲတဲ့မြတ်စွာဘုရားရှင်ကဥပမာလေးပေးထားတာတော်တော်လေးကောင်းပါတယ်မျက်မီးရှို့တကယ်တူတဲ့မျက်ကိုမီးရှို့လိုက်တော့တခဏလေးတဟုံဟုံတော့တောက်သွားတယ်ဒါပေမဲ့မကြပါဘူးမိကငြိမ်းသွားတယ်အဲ့ဒီဥမာတိုင်းပဲကိုကအရင်တုန်းကထင်ထားတဲ့များကိုမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေရတယ်ကိုရဲ့မိတ်ဆွေတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေရတာကိုဒါဒုက္ခချမ်းသာတယ်လို့ကိုကထင်မြင်လာတာဒါကြောင့်မို့လဲအဲ့ဒီပေါ်မှာကိလေသာတွေဖြစ်တာရှိတော့ရှိတယ်ဒါပေမဲ့တခဏမြမလို့အခိုက်အတန့်ပဲပြီးရင်ကိုယ်ကိုဆင်းရဲစေတယ်ဒုက္ခရောက်စေတယ်ပင်ပန်းစေတယ်နာကျင်စေတယ်ဒါကြောင့်မို့လို့ဒုက္ခပဲဆိုတာကိုမြင်အောင်ကြည့်ပေးပါအဲ့လိုရှုမှတ်ဖန်များလာရင်ဒီပေါ်မှာတဖြည်းဖြည်းနဲ့ညီးငွေလာတာမလိုချင်တော့တာဖြစ်သမျှကလည်းပြက်သွားတဲ့တဘာဝတရားတွေပြီးတော့လေကိုယ်လည်းမပိုင်ကိုယ်လည်းမဆိုင်ပြီးတော့လေကိုယ့်ကိုအမြဲမပြတ်နှိမ့်ဆက်နေတယ်ဆိုတာကိုတိတိချာချာမြင်သွားရင်ထပ်လိုချင်ပါဦးမလားမမြင်သေးရင်တော့လိုချင်အောင်ပါပဲဒါကြောင့်မို့လို့မြင်အောင်ကြည့်ဖို့လိုပါတယ်ညီးငွေ့ဖို့လိုပါတယ်ညီးငွေ့တဲ့ဉာဏ်ရောက်မှလွတ်မြောက်လို့စိတ်ဆိုတာဖြစ်လာမှာညီးငွေ့တဲ့စိတ်မဖြစ်သေးတဲ့၍ကတော့ပျော်ရွှင်နေအောင်ပါပဲဒီခန္ဓာကိုယ်ကြီးကိုရရှိထားခြင်းကအတူတူရှင်တွဲနေထိုင်ရခြင်းကပျော်နေအောင်ပါပဲဒါကြောင့်မို့လို့ဒုက္ခဉာဏ်ကိုထင်အောင်အရင်
ပိုင်းခြားခြားကြည့်ဖို့လိုပါတယ်အရင်တုန်းကကြောက်နေဆာလို့ထင်ထားတယ်မြဲတယ်လို့ယူထားတယ်ဒုက္ခချမ်းသာတယ်လို့ယူထားတယ်ဒီတဘာဝတရားတို့ပေါ်မှာငါဆိုတဲ့အတ္တနဲ့ယူထားတော့အဲ့ဒီပေါ်မှာကိလေသာတွေဖြစ်တာတဏမာနဒိဋ္ဌိဆိုတဲ့ကိလေသာတရားတွေနဲ့တွားပြီးတော့မှဆက်ဆံတာအဲ့လိုဆက်ဆံနေတဲ့၍ကိုယ်ဆင်းရဲဖြစ်ဖို့ပဲအရင်တုန်းကကြောင့်နေဆာလို့ထင်ထားတယ်အခုကြတော့မဟုတ်ဘူးတိတိချာချာဉာဏ်နဲ့ကိုဝေဖန်စစ်ကြည့်တော့အနေဆာမတည်မြဲဘူးဒုက္ခလို့ထင်ထားတဲ့များဒုက္ခပါရောလားအတ္တငါလို့ယူထားတဲ့၍တကယ်တော့ငါမှမဟုတ်ပဲအနတ္တသဘောဆိုတာရှုဖန်များရင်နှလုံးသွင်းဖန်များရင်အဲ့ဒီပေါ်မှာကိလေသာတွေလျော့ပါသွားတာတခါရှုရင်တခါလျော့ပါသွားတယ်ဒါကြောင့်မို့လို့တစ်ကြိမ်ရှုမှတ်ယုံနေတော့မရဘူးကြိမ်ဖန်များစွာရှုမှတ်ရမယ်တခါရှုရင်တခါကိလေသာတွေလျော့ပါသွားတယ်နှစ်ကြိမ်ရှုရင်နှစ်ကြိမ်လျော့ပါသွားတယ်ညံများရှုမှတ်ရင်ညံများလျော့ပါသွားတယ်ဒါကတရားရဲ့လမ်းစဉ်အတိကယောဂီတို့ကဒီတဘာဝတရားတို့ကိုတည်တည်ချာချာမြင်အောင်ကြည့်မြင်ပြီးဆိုရင်သူတို့ရဲ့အနိစ္စဒုက္ခအနတ္တကိုမြင်အောင်ကြည့်ပြီးပါအနိစ္စဉာဏ်ထင်တယ်ဆိုရင်အနိစ္စကိုရှုလို့ရပါတယ်ဒုက္ခဉာဏ်မှထင်ပေါ်တယ်ဆိုရင်ဒုက္ခဉာဏ်ကိုရှုဒါမှမဟုတ်ဘူးအနတ္တမှထင်ရှားတယ်ဆိုရင်ကိုယ်အစဉ်ဒီလိုရှုပါကိုယ့်ရဲ့ဉာဏ်ကိုဖြန့်ကျက်ပြီးတော့မှသုံးသပ်ကြည့်ပါရှုရမယ့်ယုတ်တဘာဝတရားတို့ကလည်းအများကြီးပဲဆိုရင်မှလည်းစိတ်ထဲမှာတိတ်ပြီးတော့မှရှုပ်ထွေးမသွားပါနဲ့ပေါ်လွင်ရာကိုပဲရှုထင်ရှားရာကိုပဲရှုတူးနဲ့ကတော့မတူဘူးတချို့ကြတော့အသွေးများတယ်အဲ့ဆိုရင်အသွေးကိုရှုလို့ရပြီဒါကကိုယ့်ကိုပြတဲ့တရားပဲအသွေးများတဲ့ယောဂီတို့ကအဲ့အသွေးကိုရှုနှလုံးအကြည်ကိုရှုတရားကကိုယ့်ကိုပြနေပါပြီထုံကျင်နာကျင်ကြိုက်ခဲ့တဲ့ယောဂီတို့ကအဲ့ဒါကိုရှုတရားကကိုယ့်ကိုပြနေပြီသူ့ကိုလာပြီးရှုလဲပါကျင့်လဲပါလို့ကိုယ့်ကိုခေါ်နေပြီဒါကြောင့်မလို့ထွက်ပေါ်လာတဲ့များတဘာဝတရားတို့ပေါ်မှာကြိုက်ခြင်းမကြိုက်ခြင်းနဲ့မဆက်ဆံဘဲနဲ့တဘာဝတရားတို့ကိုသူအလုပ်တူလှုပ်ဆောင်နေကြတယ်ဆိုတာကိုမြင်အောင်ကြည့်ပြီးထုံကျင်နာကျင်ကြိုက်ခဲ့တဲ့ယောဂီတို့ကစိတ်ကိုလျှော့ချလိုက်စိတ်ကိုလျှော့ချလိုက်ပြီးဆိုရင်ပခုံးကြောတွေလျှော့ချလိုက်ပါးကြောတွေလျှော့ချလိုက်ပြီးရင်ထွက်ပေါ်လာတဲ့ဒီတဘာဝတရားတို့ကိုကြည်ကြည်ဖြူဖြူနဲ့လက်ခံပေးလိုက်လိုအပ်တယ်ဆိုရင်မျက်စိကိုဖွင့်ထားလို့ရတယ်။အရန်ကြီးထုံကျင်နာကျင်ကြိုက်ခဲတဲ့ဆိုမျက်စိကိုဖွင့်ကြည့်လိုက်။ဖွင့်ကြည့်လိုက်တော့တ
ကယ်တမ်းကြည့်လိုက်တော့ဘာမှမဟုတ်ဘူးအဲ့ဒီထွက်ပေါ်လာတဲ့တဘာဝတရားတို့ကကိုယ့်ကိုခေါ်ဆောင်နေတာတရားကကိုယ့်ကိုပြနေပြီသူတို့ကိုမြင်အောင်ကြည့်ပြီတချို့ကအတန်ထင်ရှားတယ်ဆိုရင်အတန်ကိုရှုလို့ရတယ်တချို့ထိုင်နိုင်တဲ့ယောဂီတွေဆိုရင်ဒါဝိတိပထဝီတက်ကြီးကမထင်ရှားဘူးပေါ့ဒါဆိုရင်အတန်ကိုရှုကြားသမျှအတန်တွေဘာတစ်ခုမှတည်မြဲခြင်းမရှိပါလားကောင်းတဲ့အတန်တွေလည်းကြားခဲ့ပြီမကောင်းတဲ့အတန်တွေအများကြီးကြားခဲ့ပြီအခုလက်ရှိပြစ္ဆုတ်ပံမှာဘာတစ်ခုမှအဖတ်တင်ကြံရည်ခြင်းမရှိတဲ့အနေဆတဘောရှိပါရော့လားပြီးတော့အဲ့ဒီတန်ပေါ်မှာမိမိရဲ့အလိုဆန္ဒတိုင်းမဖြစ်ဘူးစေခိုင်းလို့မရcontrol လုပ်လို့မရတဲ့အတွက်ကြောင့်မလို့အနတ္တသဘောလေးရှိပါရောလားပြီးရင်ကိုယ့်ကိုအမြဲမပြတ်နှိပ်စက်နေတယ်တန်ခတ်ခံနေရတယ်လို့ပါပဲပြီးတင်နေတယ်လို့ပါပဲဒါကြောင့်မလို့ဒီတဘာဝတရားတို့နဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးကိုရရှိထားခြင်းဒီဒုက္ခပါရောလားဆင်းရဲပါရောလားလို့ဆင်ခြင်ပေးနေပါထုံခြင်းနာခြင်းကြိုက်ခဲတဲ့ဆိုရင်တက်နိုင်တဲ့များတီးခံပြီးပါပြင်ခြင်းတယ်လှုပ်ခြင်းတယ်ဆိုတာတဏှာကကိုယ့်ကိုစေခိုင်းနေတာဒါကြောင့်မို့လို့သူ့ကိုအတက်နိုင်ဆုံးတော့တီးခံပြီးပါဘာဖြစ်လို့လဲဆိုတော့ခန္ဓာရှိတဲ့၍ထွက်ပေါ်နေမှာပဲဒီခန္ဓာနဲ့တူတော့ဒုက္ခတည်မရှိဒီခန္ဓာကြီးရှိနေတည်တည်၍ထုံခြင်းနာခြင်းကြိုက်ခဲတယ်ဆိုတာထွက်ပေါ်နေအောင်မှာပဲနောက်တစ်ချိန်ထပ်ထိုင်ထွက်ပေါ်မှာပဲမနှက်ပြန်ထိုင်ကြည့်ရောလဲထွက်ပေါ်အောင်မှာပဲဒါကြောင့်မို့လို့သူတို့ကိုကြည်ကြည်ဖြူဖြူလေးနဲ့လက်ခံပြီးရင်တတ်နိုင်သမျှတီးခံပေးပါအဲ့ဒီပထဝီတက်ကြီးကလည်းမတည်မြဲဘူးပြီးရင်မကြခင်ပျောက်သွားမှာအမြဲတမ်းကတ်ကြံနေမှာမဟုတ်ဘူးအနိစ္စတဘောရှိရဲဆိုတာကိုနှလုံးသွင်းကြည့်လိုက်အဲ့ဒါဆိုရင်နည်းနည်းလေးတော့တက်တာသွားလိမ့်မယ်
လဲပတ်ပြီးတော့ရှုမှတ်ပွားများပေးပါတနေရာတည်းပဲကွက်ပြီးတော့မှမရှုပါနဲ့ရှုမှတ်စရာနေရာတွေအများကြီးရှိပါတယ်လဲပတ်ပြီးတော့မှထင်ရှားရာပေါ်လွင်ရာရှုမှတ်ပွားများပေးပါပြီးရင်အကြောင်းရင်းနဲ့တကွာအနိစ္စကိုရှုဒုက္ခကိုရှုအနတ္တကိုရှုမှတ်ပွားများပေးပါယောဂီအပေါင်းသူတော်ကောင်းတို့စိတ်ကိုအေးအေးချမ်းချမ်းလေးပဲထားပြီးတက်တောင့်တက်တာလေးပဲရှုမှတ်ပွားများပြီးတတိကအရေးကြီးလာပါပြီတဖြည်းဖြည်းတတိရော့နေလာလဲဆိုရင်ဒီတဘာဝတရားတို့ကိုမမြင်နိုင်ဘူးဒါကြောင့်မလို့တတိကတဖြည်းဖြည်းနဲ့တော့ပို့ပြီးမှအရေးကြီးလာပါပြီသွားတိုင်းလာတိုင်းစားတိုင်းတတိအမြဲရှိနေပါစေမြင်တိုင်းမှာလည်းမြင်တတ်တဲ့တဘာဝကိုအမြဲတမ်းရှုမှတ်နေတွေ့ထီတိုင်းတွေ့တော်တိုင်းမှာလည်းအော်ဒါတဘာဝတရားတွေပဲငါမဟုတ်ပဲအဲ့ဒီတဘာဝတရားတို့ကတူအလုပ်တူလှုပ်ဆောင်နေကြတယ်
သူအလုတ်တူလှုပ်ဆောင်နေတဲ့တဘာဝတရားတို့ကတည်မြဲခြင်းမရှိဘူးဘလောက်ပဲမြင်မြင်ဘလောက်ပဲကြာကြာဘလောက်ပဲတွေးထီဘလောက်ပဲတွေးဖြစ်သည်များပြတ်သွားကြတဲ့အနေဆတဘောလေးရှိပါရောလားဖြစ်သည်များကလည်းပြတ်ဖို့ပဲအခိုက်တန့်တာဖြစ်ပါရောလားဆိုတာကိုဆင်ခြင်ပြီးဖြစ်ပေါ်လာသည်များတဘာဝတရားတို့ကလည်းငါမပိုင်ငါမဆိုင်တဲ့အနတ္တတဘောလည်းရှိပါတယ်ပြီးတော့ကိုယ်ကိုအမြဲမပြတ်နှိပ်စက်နေတဲ့ဒုက္ခပဲဆိုတာကိုလက်ပတ်ပြီးတော့ငါရှုမှတ်ပွားများနှလုံးသွင်းပေးနေပါအခုတော့တမတ်ထားတဲ့အချိန်ပြည့်ပြီဆိုတော့ဒီမှာတဲ့အဆုံးသတ်ပါမယ်အားလုံးတော့ယောဂီသူတော်စင်ပေါင်းတို့သည်ကျမ်းမာကြပါစေချမ်းသာကြပါစေသစ္စာတရားတွေလွယ်ကူစွာထိုးထွင်းသိမြင်နိုင်ကြပါစေ